အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးသွားမှာတော့ကိုရီးယားနိုင်ငံကိုရောက်တဲ့အခါမှာမဖြစ်မနေသွားရောက်လက်ပတ်သိနဲ့မြို့လေးမြို့နဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီမြို့တွေကတော့သမိုင်းနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေအပြင်ဒီပင်လယ်နဲ့တဘာဝအလားတရားတွေကိုပါမြင်တွေ့ရမယ့်နေရာတွေပဲဖြစ်ပါတယ်ပထမအနေနဲ့ကတော့ကိုရီးယားနိုင်ငံရဲ့အသက်ဖြစ်တဲ့ဆိုးမြို့ပဲဖြစ်ပါတယ်ဆိုးမြို့ရဲ့အထင်ကရနေရာတွေကတော့ဒီ경보고 남도 남산 타워နဲ့ညောင်တုံဈေးတို့ပဲဖြစ်ပါတယ်။ညဘက်မှာဆိုရင်တော့မီးအောင်ဆောင်လှတွေနဲ့အတူစိုးမြို့တစ်မျိုးလုံးကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ဒီလှပတဲ့ပင်လယ်ကမ်းခြေတွေနဲ့အတူနာမည်ကြီးတဲ့ဘူဆန်မြို့ပဲဖြစ်ပါတယ်။ဘူဆန်မြို့ရဲ့ထင်ရှားနေရာတွေကတော့ဒီဟဲဝွန်တန်ကမ်းခြေနောက်တစ်ခုကဂွမ်အန်လီတကားနဲ့ဆုံးတို့ဒီကမ်းခြေတို့ပဲဖြစ်ပါတယ်။ကမ်းခြေနဲ့အတူညဘက်မှာဒီမီးရောင်စုံရှိတဲ့တရားကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်။အခုမျိုးကတော့သမိုင်းနဲ့ယဉ်ကျေးမှုနယ်မြေဖြစ်တဲ့အပြင်စီလာဘရင်ခေတ်ကဒီမှာယဉ်ကျေးမှုအမွေအနှစ်တွေများစွာရှိတဲ့နေရာဖြစ်တဲ့ကျောင်းကျုံမြို့ပဲဖြစ်ပါတယ်။ကျောင်းကျုံမြို့ရဲ့ဒီအထင်ကြီးနေရာကတော့ဘူလ်ကိုစာဖျားကြောင့်အခုကစောကူရန်ကူဖျားနဲ့ချောင်းဆုံးတဲ့ဒီမျောစင်တို့ပဲဖြစ်ပါတယ်။တမိုင်းနဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုတို့ထဲမှာတက်တန်းချရှိတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။အဲ့ဒီအပြင်တမိုင်းနဲ့ယဉ်ကျေးမှုတွေကိုအနိကလေ့လာခြင်းသူတွေအတွက်ဒီတွားရောက်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့ဒီတဘာဝလာတရားနဲ့အတူအပန်းဖြေခရီးထွက်ချင်သူတွေအတွက်ဒီတွားရောက်တဲ့နေရာတစ်ခုဖြစ်တဲ့ဂျဲဂျူဒိုကျွန်းပဲဖြစ်ပါတယ်ဂျဲဂျူကျွန်းရဲ့ဒီအဓိကနေရာတွေကတော့ကိုရီးယားနိုင်ငံရဲ့အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ဒီဟန်လာဆန်တောင်နောက်တစ်ခုကဒီအိုစတိုလိုအန်တီမြူဇီယံတစ်ဖက်ဆိုင်ခင်းရဲ့နောက်တစ်ခုကမာလာဒိုကျွန်းတို့ပဲဖြစ်ပါတယ်ပင်လယ်တောင်တွေနဲ့တဘာဝအလားတရားတွေနဲ့အတူတူကျွန်းနေလည်းရှိတဲ့အတွက်ကြောင့်စိတ်အေးချမ်းပျော်ရွှင်စွာနဲ့အနားယူလို့ရမယ့်နေရာတစ်ခုလည်းဖြစ်ပါတယ်။တင်တို့လည်းဘယ်မြို့ကိုသွားချင်လဲဆိုတာကို comment မှာရေးထားခဲ့ပေးပါနော်။